မင်္ဂလာပါကျွန်တော်ကအခုပြောမယ့်စကားလေးတွေကလွဲမားတဲ့အယူဆတွေဖြစ်နေတဲ့ညီငယ်တယောက်ကိုပြောပြချင်တာပါသိစေချင်တာပါကျွန်တော်တို့သုံးနေတဲ့ social media မှာအခုတွေ့နေရတဲ့ post လေးတစ်ခုပေါ့နော်မိဘကျေးဇူးသားသမီးပေါ်မှာဘာမှမရှိဘူးဘာကျေးဇူးတရားမှမရှိဘူးမိဘတွေရဆိုပြီးပြောထားတဲ့အကြောင်းအရာတစ်ခုပေါ့နော်ဒီလွဲမားနေတဲ့လူငယ်တယောက်ကိုကျွန်တော်ကလူကြီးတယောက်အနေနဲ့ကျွန်တော်ပြောပြချင်ပါတယ်မိဘဆိုတာစိုးလဲမိဘပဲကောင်းလဲမိဘပဲကျွန်တော်တို့တွေဘလို့အကြောင်းအရာနဲ့ပဲဖြစ်ဖြစ်လူစဖြစ်လာပြီဆိုရဲလူမဖြစ်ခင်အချိန်တည်းကလူဖြစ်တဲ့အချိန်ထိကိုကျွန်တော်တို့ကိုဘိုက်ထဲမှာလဲ6လလုံးကျွန်တော်တို့ကိုရှင်သန်အောင်မွေးဖွားလာတဲ့အချိန်ကြတော့လဲကျွန်တော်တို့စမွေးတဲ့အချိန်ကနေကိုယ့်ဘာကိုကျွန်တော်တို့မစားနိုင်မတောက်နိုင်သေးတဲ့အချိန်ကျွန်တော်တို့ကိုပြုစုယူရဟလာနိုတိုက်ထမင်းခွန်ကျွေးဒီလိုလုပ်ခဲ့တဲ့မိဘကျွန်တော်တို့ဘေးအန္တရာယ်တွေမကြရအောင်ကျွန်တော်တို့ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့မိဘဒီမိဘတွေကိုကျွန်တော်တို့ကသူ့ရဲ့ကျေးဇူးတရားကိုဒီမိဘတွေရဲ့ကျေးဇူးတရားကိုကျွန်တော်တို့ပြန်မဆက်ဖဲနေခြင်းနေလို့ရပါတယ်မတိတက်လို့ပြန်မဆက်ခြင်းပြန်မဆက်ဖဲနေလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ပုံမှာသူတို့ကျေးဇူးမရှိဘူးဆိုတဲ့စကားကြီးကိုတော့ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့သိတဲ့ဘာသာတရားအားလုံးထဲမှာမိဘဆိုတာဖះနဲ့တခိုင်းနဲ့ထားပြီးတော့ကိုးကွယ်ရတဲ့အရာတွေပါတန်ဖိုးထားရမယ်ကျွန်တော်တို့မချစ်ချင်ရင်တော့မှတန်ဖိုးတော့ထားရမယ်အခုကဘာကြီးကပျက်စီးတဲ့ဘက်ကိုဥတီနေတဲ့အတွက်လူဆိုးလူမိုက်လူရန်ကားဟလာလူစိမ်းမရှိတဲ့လူတွေအများကြီးပေါ်ပေါက်လာတယ်ဆိုပေမဲ့တခါမှတော့မိဘတွေကကျွန်တော်တို့ရဲ့အတွက်ဘာကျေးဇူးမှမရှိဘူးဆိုတဲ့စကားကိုတော့ဒါအခုပထမအဆုံးကြားရခြင်းဖြစ်တာပေါ့အဲ့ဒီအတွက်လည်းကျွန်တော်တော်တော်စိတ်မကောင်းဖြစ်ရပါတယ်တချို့လူငယ်တွေခေါင်းထဲမှာသူတို့ဖြစ်ချင်တာတွေမဖြစ်ရဘူးသူတို့လုပ်ချင်တာတွေမလုပ်ရဘူးသူတို့လိုချင်တာတွေမရဘူးဆိုတဲ့အချိန်ကျရင်မိဘတွေကိုအပြစ်တင်တတ်ကြပါတယ်အမေတို့ကြောင့်အဖေတို့ကြောင့်ဆိုပြီးတော့ပြောဆိုတတ်ကြတာကြားဘူးပါတယ်ဒီလောက်ကတော်ပါသေးတယ်ခုကလိုင်းမော်တက်ပြီးတော့မိဘကျေးဇူးဘာမှမရှိဘူးဆိုတာဖေနဲ့မေကသူတို့ပါသူတို့စိတ်ဆက်နာကြောက်သူတို့အတူနေထိုင်ပြီးကျွန်တော်တို့ကိုမွေးလာတာသူတို့ပါသူတို့လှုပ်လို့ကျွန်တော်တို့ထွက်လာတာဘာကျေးဇူးမှကျေးဇူးတင်တိုက်တဲ့လူမဟုတ်ဘူးလို့ပြောဆိုတဲ့ညီလေးအတွက်တော့တော်တော်ဝမ်းနေပါတယ်တော်တော်ဝမ်းနေရပါတယ်ဦးကမိဘဖြစ်ထားတဲ့လူတယောက်မဟုတ်ပါဘူးဦးကမိဘဦးမှာမိဘပဲရှိပါတယ်ဦးမှာသားသမီးမရှိပါဘူးเนาะအဲ့တော့ဦးကမိဘမေတ္တာကို
တာသမီတယောက်အနေနဲ့ပဲဥဟာတိပါတယ်မိဘတယောက်ကတာသမီကိုချစ်တယ်ဆိုတဲ့အရာကိုတော့ဥနားမလဲဘူးဒါဥကိုယ်တိုင်ကမိဘမှမဟုတ်တော့ဘူးဒါပေမဲ့တာသမီတယောက်အနေနဲ့မိဘကိုဝေးဖွားပြီးခဲ့လို့ကျေးဇူးတင်တယ်ဆိုတဲ့စကားကတော့ဒီအသက်52နှစ်အချိန်ထိအမြဲတမ်းပြောခဲ့တဲ့စကားပါမိဘဆင်းရဲတာပြဿနာမဟုတ်ဘူးကိုယ့်အကိုချမ်းသာအောင်မလုပ်နိုင်တာပြဿနာမင်းချမ်းသာအောင်မလုပ်နိုင်မင်းလိုချင်တာတွေမင်းဖြစ်ချင်တာတွေဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့တိုင်းမိဘစောက်သုံးမကြဘူးလို့မိဘကျေးဇူးမရှိဘူးလို့ဆိုတဲ့စကားတွေကိုတော့မပြောပါနဲ့တကယ်စောက်သုံးမကြတာမင်းပါမိဘမင်းကိုလူဖြစ်အောင်မွေးပြီးသွားပြီမင်းချမ်းသာအောင်မလုပ်နိုင်တာကတော့မင်းစောက်သုံးမကြတာပါဒီ post လေးနဲ့တူမွေးဖွားပေးတဲ့အမေနဲ့အဖေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်မှအမေမရှိတော့ပါဘူးအမေကဆုံးသွားပါပြီကျွန်တော်အဖေကတော့လက်ရှိတက်ရှိတင်ရှားရှိပါသေးတယ်ကျွန်တော်အဖေကိုလည်းဂယူဒီဇိုင်းနဲ့လောက်ကကျွေးမွေးနေတဲ့သားတစ်ယောက်ပါအားလုံးကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ